ဒီနေ့မှာတော့မြန်မာရွှေစည်းငွေစည်းတွေကတနင်္ဂနွေဖြစ်တဲ့အတွက်အတက်ကြမရှိပဲပုံမှန်ပေါက်ဈေးတိုင်းနေပဲရှိနေပါသေးတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က9ရက်နေ့12လပိုင်း2025ခုနှစ်တနင်္ဂနွေနေ့မြန်မာရွှေစည်းကတော့15ပဲရေတကြသားကို82သိန်း8000 16ပဲရေတကြသားကိုဆိုင်ကရောင်းနေသေးက88သိန်းဆိုင်ကလက်ခံနေသေးက89သိန်းစနစ်သစ်မီလင်းရွှေတကြသားကို86သိန်း5000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4005ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3905ကျပ်ယူရိုငွေကိုမြန်မာကျပ်ငွေ4665ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3090ဆိုင်ကလက်ခံတဲ့ဈေးက3015ကျပ်တရုတ်ငွေတွေကိုမြန်မာကျပ်ငွေ969ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2659ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးကျပ်ယူသမားတွေကဘတ်ငွေ815ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်3သိန်းကိုဘတ်ငွေ995ဘတ်မလေးငွေ105.26ကိုမြန်မာကျပ်ငွေ3သိန်းဂျပန်ငွေ3953.14ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ39,935.84ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ2245.1ခွင်ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေကြေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလှုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူချီကိုရင်ဖုံးဆက်ပြီးမှာပဲငွေလဲလှုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကမ္ဘာရွှေဈေးကတော့ဒီနေ့မှာတအောင်စကိုဒေါ်လာ4199နဲ့ဈေးနှုန်းတည်ရှိနေပါတယ်မြန်မာရွှေဈေးငွေဈေးကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေစည်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဘေးရှင်နိုင်ကြပါစေ